ရသည်လားခြေခွင်နဲ့ကန်လောင်းပေါ်မှာဖြစ်ပဲနဲ့အဲ့လိုရှူပေါ်ဖြစ်တတ်တယ်ပေါ့နော်အခုဒီမှာကျွန်တော်ပြထားတဲ့အတိုင်းအဲ့လိုခြေပမိုးပေါ့နော်အဲ့ခြေပမိုးရဲ့အောက်ခြေနားလောက်အဲ့လိုဝိုက်ပြထားတဲ့နေရာအဲ့နေရာနေပြီးကန်ရမှာပြီးတော့လက်မောင်းအထားတို့လက်မောင်းကိုမြှောက်ပြီးတော့ဆန်ထားမှသာလျှင်ကျွန်တော်ကန်တဲ့ခါကျပါဝါမှာဖြစ်တယ်အောက်ငုံနေတာမျိုးဆိုရင်တော့ပါဝါလည်းပါမှာမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော်ပြီးတော့ခြေထောက်ကိုလည်းဖြစ်သလိုလွှဲလိုက်တာမျိုးမဟုတ်ဘဲနဲ့ခြေပမိုးနဲ့ပင့်တင်ပြီးတော့ဗျာအဲ့လိုကန်လိုက်ရမှာဗျာဒီမှာအဲ့ဒါမှကိုလိုချင်တဲ့ပါဝါကက်ကိုရမှာဗျာအဲ့လိုကျွန်တော်ပြထားသလိုပဲအဲ့လိုပင့်တင်ပြီးတော့ကန်ရမှာပေါ့နော်